မှုကုသိုလ်အစုရတို့သည်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှန်ယနေ့ဗံဤအထောက်အပံ့ဖြစ်ပါစေသာအရှင်ဘုရားနိဗ္ဗာန်မြတ်မည်တန္တရာတခွင်၌ကျင်လေကြသည်ရှိသောမရှိဟုသောစကားမလားဟုသောစကားမဝဟုသောစကားဘေသောခါမှမကြားရပဲသူနိုင်တန်းနိုင်သူနိုင်ကမ်းနိုင်သောပုဂ္ဂိုလ်တစုမိသားတစုဖြစ်ရပါလို့ဤအရှင်ဘုရားယနေ့ယခုပြုသမျှမြတ်ဘာကဤအဖို့ဘာကကိုဒီခင်ဖခင်ကျေးဇူးရှင်နှင့်ဆရာသခင်ဆွေမျိုးအပေါင်းကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့ဝိုင်းဆောင်နဲ့မျိုးဆောင်နဲ့ရွာဆောင်နဲ့တောဆောင်နဲ့တောင်ဆောင်နဲ့ယုတ်ကစိုးဘုံကစိုးအာကာကစိုးဤဆိုင်ဖဆိုင်ပြကြကုန်သောလက်မျက်နှာကောင်းနတ်ပေါင်းနှင့်ပုဂ္ဂိုလ်အပေါင်းတိုင်းပြည်ကိုသူတို့အစိုးရကြကုန်သောမြင်းပေါင်းရဲတနည်းပြမမင်းနတ်တို့တနည်းတရားမင်းမှအစထား၍30ဘုံအလုံးစုံ၌ရှင်လေကျဆာသွားလာနေထိုင်ကြကုန်သောတတဝအနန္တမန္တမြတို့သည်ကုသိုလ်ရှင်ဖြစ်ကြကုန်သောဘုရားတပည့်တော်တို့ဤညီတူညီမျှထက်တူထက်မြမြဲကြရကုန်ပြီလျင်ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာဝမ်းသာကြကုန်သည်ဖြစ်ကြပါစေသောကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာ